content creation တွေက graphic design တွေကအရန်ပါဖြစ်နေတယ်ဆိုတော့ update မဖြစ်ဘူးပေါ့နော် like ပါသူများနဲ့ trend မဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအကိုတို့ page ကအရင်တော့နဲ့မတူဘူးပေါ့ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့ဒီမောင်စိန်ဝင်းနေညီများစစ်ပစ္စည်းရောင်းဝယ်ရေး company limited ရဲ့ general manager ကိုထွန်းတော်အောင်ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်ဘယ်လိုစလက်တွဲဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့အခုဒီ IDKG ထဲမှာကျွန်တော်တို့ဒီ social media ကိုသုံးပြီးတော့ဒီ marketing လုပ်ကြတယ်ပေါ့နော်ဒီလုပ်ကြတဲ့အခါမှာကျွန်တော်တို့တည်လည်းပဲ internet မှာpage ကိုကင်တဲ့လူရှိတယ်သို့တော်လည်းပဲကျွန်တော်တို့ရဲ့ဒီ content creation တွေကဒီ design ပိုင်းတွေက graphic design တွေကအရန်ပါဖြစ်နေတယ်ဆိုတော့update မဖြစ်ဘူးပေါ့နော် like ပါသူများနဲ့ trend မဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကိုယ့်ရဲ့ page ကိုတော့သူများနဲ့ရှင်ရင်ပို့ပြီးတော့page မှာengage ရအောင် customer attractive ရအောင်ဆိုပြီးတော့စဉ်းစားရတဲ့အနေနဲ့ကျွန်တော်တို့ဒီ AM digital marketing ကိုချိတ်ခဲ့တယ်ပေါ့ချိတ်ခဲ့တယ်ဆိုတာလည်းဘယ်လိုသိခဲ့လဲဆိုတော့ကျွန်တော်တပည့်ပေါ့နော်ဟိမင်ခန်ပေါ့နော်ဟိမင်ခန်နဲ့ဒီ AM ရဲ့ founder ဖြစ်တဲ့ကိုမင်းချစ်စော်နေရတငယ်ချင်းဖြစ်တယ်ကိုနဲ့လည်းsocial media မှာတည်နေတော့ကိုမင်းချစ်စော်တို့လည်းဒီ AM digital marketing လုပ်နေတယ်ပေါ့နော် marketing လုပ်နေတယ်ဆိုတော့သူနဲ့ appointment ယူပြီးတွေ့လိုက်တဲ့အချိန်မှာကိုဖြစ်ချင်တာနဲ့ဒီ AM ကလုပ်ပေးမဲ့အရာတွေကတွားပြီးတော့မိဖြစ်တဲ့အချိန်မှာလက်တွဲဖြစ်ခဲ့တယ်ပေါ့လက်တွဲခဲ့တာဘယ်လောက်ကြာပြီလဲဆိုတော့2023 10 လပိုင်းလောက်ကဆိုတော့အခုတစ်နှစ်ကျော်လာခဲ့ပြီပေါ့နော်နံပါတ်1တိတိကျကျပြောင်းလဲလာတာပေါ့နော်ကိုယ့်ရဲ့ဒီ customer တွေကနေပြီးတော့ပြန်ကြားတဲ့ feedback ကတော့အကိုတို့ page ကနော်အခုအရင်တော့နဲ့မတူဘူးပေါ့ content creation လေးတွေကောင်းလာတယ်ပေါ့ content writing ပိုင်းလေးတွေကောင်းလာတယ်ပို့ပြီးတော့လည်းခုနပြောသလို engage ရလာတယ် like တွေ comment တွေ share တွေပိုများလာတယ်ပြီးရင်နောက်တစ်ခုဒီလို social media Facebook marketing ကိုကောင်းကောင်းသုံးချလိုက်တဲ့အချိန်မှာကျွန်တော်တို့ customer အသစ်တွေစီကိုရောက်သွားပြီးတဲ့အချိန်မှာ customer အသစ်တွေစီကနေပြီးတော့ကျွန်တော်တို့ company အတွက်အခုခက်ခဲနေတဲ့အချိန်ကာလမှာဆိုရင်တောင်မှလုပ်ငန်းဒီရောင်းနေရပြီးတဲ့အခါမှာ survive လုပ်နိုင်ခဲ့တယ်ပေါ့အဓိကbenefits ကတော့လေဟုတ်ကဲ့စိတ်ချနေမှုရှိလားဆိုတော့အရင်တုန်းကနဲ့ရှင်ရပေါ့ကျွန်တော်တို့ဒီ AM နဲ့စပေါ့လက်မတွဲခင်အချိန်အားနဲ့ဆိုရင်အခုလက်တွဲပြီးတဲ့အချိန်မှာတော့ပို့ပြီးတော့page ကိုလုပ်ငန်းကိုပို့ပြီးတော့ဗာဖြစ်လာလဲဆိုရင်လူတီများလာတယ်at the chat ပေါ့နော်နောက်တစ်ခုကကြပါလဲလို့ပြောရင်တိတိတသာပြောင်းလဲလာတာကတော့ခုနပြောတဲ့ content writing ဘိုင်းပေါ့ content writing ဘိုင်းမှာအရင်တော့တမယိုကြformal ဆန်ဆန်ရေးနေရနေပြီးတော့လုံးဝကိုcustomer တွေကိုဆွဲဆောင်နိုင်မဲ့ content creation မျိုးတွေကို AM ကဖန်တီးပေးလာနိုင်တယ်ပြီးရင် graphic design မှာလည်းတိတိတသာပြောင်းလဲလာတာဒီကျွန်တော်တို့ကတော့အဓိကရလိုက်တဲ့အချက်တွေဖြစ်ပါတယ်ပေါ့အဓိကကတော့ AM နဲ့လက်တွဲခဲ့ရတဲ့အခါမှာစိတ်ကျေနပ်မှုဖြစ်ဆုံးမှုတစ်ချက်ကဘာလဲလို့ပြောရင်သူတို့ဒီလတမစခင်မှာcontent schedule ပေါ့ဘယ်ရက်မှာဘယ် post တင်မယ်ဘယ်ရက်မှာဘာလုပ်မယ်ဆိုတာကတော့သူများနဲ့မတူဘဲနဲ့schedule တေချာချပေးတာဒီ AM ရဲ့အကောင်းဆုံးအသာချက်တစ်ခုဖြစ်ပါတယ်ဟုတ်ပြီsuggestion ပေးချင်တာကဘာလဲဆိုတော့နံပါတ်1ပေါ့နော်ကျွန်တော်တို့စတွေ့တဲ့အချိန်မှာပေါ့နော်AM ဘက်ကနေပြီးတော့ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ company ရဲ့ product and service ကိုဒီဘက်ကနေပြီးတော့ပြောပေးမဲ့လူကတယောက်တည်းဖြစ်နေတာမျိုးမဖြစ်စေချင်ဘူးပေါ့နော်အစောကြီးတွေကနေပြီးတော့ AM ဘက်ကနေပြီးတော့ request လုပ်စေချင်တာmain person ကဘာတူလဲပေါ့ product and service အကြောင်းတွေပို့ပေးမဲ့လူကနံပါတ်1ကဘာတူလဲဒါပေမဲ့ in case ပေါ့အဲ့ main person ကနေမကောင်းခဲ့သည်ဖြစ်တော့နိုင်ငံခြားခီးထွက်တာမျိုးတွေဖြစ်တဲ့တော့၎င်းတခုခုများဖြစ်ခဲ့ရင်ပစ္စည်းတွေအကြောင်းတွေ product and service အကြောင်းကိုပေးနိုင်မဲ့ဒုတိယလူတစ်ယောက်ကို AM ဘက်ကနေပြီးတော့တောင်းဆိုစေချင်ပါတယ်နံပါတ်1နောက်ထပ်နံပါတ်2အချက်အနေနဲ့ပေါ့ဒီကျွန်တော်တို့သူများတွေ page တွေမှာတွေလို့ပေါ့နော်တချို့ကြဘာလဲလို့ပြောရင်ကျွန်တော်တို့ company ရဲ့ပတ်သက်တဲ့ product and service တွေကိုဒီ script လေးတွေရေးပြီးတော့ script လေးတွေရေးပြီးတဲ့အခါမှာvideo နဲ့ပတ်သက်တဲ့ဒီ video clip လေးတွေ short clip လေးတွေရိုက်တာမျိုးလေးတွေhata video လေးတွေရိုက်တာမျိုးလေးတွေကိုပို့ပြီးတော့လှုပ်စေချင်ပါတယ်ပေါ့နော်နောက်တစ်ချက်ကတော့
contact ဘိုင်းနေကောင်းလာတာဟုတ်တယ်ဒါပေမဲ့တစ်ခါတလေကြာရင် contact ကအရန် wordy ဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့short point လေးနဲ့ customer ကိုပထမဆုံးတစ်ချောင်းဖတ်ပြီးရတဲ့ဆွဲဆောင်တဲ့ဟာမျိုးလေးတွေကိုပို့ပြီးတော့ create လုပ်စေချင်ပါတယ် that's all လောက်ပါပဲကျွန်တော်လည်းအချိန်ပေးပြီးတော့လာ view ရဲ့အတွက် AM ကိုအရင်ကျေးဇူးတင်ပါတယ်ဟုတ် Bring your brand to life with AM Marketing Group.